ဒီနေ့ကတော့ကွာ daily ကွက်မှာပါလေးနဲ့အောက်ဆုံးကကြက်ချေကန်းဟာအကြောင်းရဲ့နောက်ပြီးကျတော့တနေ့ကိုကွာတစ်က9ကက်ရရဆိုတဲ့အကြောင်းပြောပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့သူ့ရှိတယ်လီပို့လိုက်ပေါ့ကွာပို့ပြီးသွားဆိုရင်သူ့ရှိရောက်သွားဆိုရင်ဒီအဖွားကြီးရှီကနေပြီးတော့နောက်တနေရာရှိတယ်လီထပ်ဖို့ပါသူအဖွားကြီးလားယောက်ျားလေးတော့မသိအဲ့ချိန်ကျရင်ကွာကိုရီအခုတစ်က9ကက်ယူရမယ့်နေရာဆိုတော့တန်းပို့ပေးလိုက်မယ်ဒီလိုမျိုးပေါ်နေလိမ့်မယ်ကွာတစ်ကက်ယူရမယ့်နေရာပေါ့တခါကျရင် hidden forum မှာဖြစ်မယ်ကွာဒါမှမဟုတ်ရင်ကွာနံပါတ်1မှာလည်းဖြစ်မယ်ကွာအဲ့လိုသူရောက်ချင်တဲ့နေရာမှာရောက်နေလိမ့်မယ်ဘာမှစဉ်းစားကြမလို့ကွာအဲ့ဖွားကြီးရှိရနဲ့အဲ့ဖွားကြီးကနေတယ်လီပို့လိုက်ရုံပဲဒီရောက်ပြီဆိုတာနဲ့ကွာခေါ်ရင်ကင်ဖို့လုပ်လိုက်ပါခေါ်ကွာကင်ပြီးွားယူပြီးွားဆိုရင်ကွာဒီနှစ်ယောက်တည်းတယောက်ကိုယူရမှာဟိုဘက်တယောက်ကကွာစပယ်ဖြစ်မယ်ကွာဒီဘက်တယောက်ကကျတော့အတောင်ပြောက်တဲ့စပယ်ပေါ့ကွာပြောရမယ်ဆိုအဲ့ဒါဖြစ်မယ်အဲ့ခါကျတော့ကိုကြိုက်တာယူပေါ့ကိုကနှစ်ခုတည်းတစ်ခုယူပြီးွားဆိုရင်ကွာဒီလိုမျိုးကိုမြေပုံမှာချစ်ပြလိုက်မယ်အဲ့ဝိုင်းပြတဲ့နေရာကိုသွားမှာအဲ့ဝိုင်းပြတဲ့နေရာကိုတည့်ရဲ့နေရာနဲ့တူလားမတူလားဆိုတော့ကိုကအရင်ကြည့်ပေါ့ကွာဟုတ်ပြီနေရာလဲတူဝိုင်းအဲ့နေရာကိုလည်းကိုကတည်ပြီကွာဒီမြေပုံမှာဆိုရှင်းနေတာပဲရှေ့တက်တဲ့ကပန်းကြံမှာကွာအဲ့ဂျယ်ဒနာဖတ်တာရှိမှာကွာမင်းတို့ကတော့တူရမယ်ပေါ့ကွာအချိန်တိုင်း9ကက်ရမယ်ပေါ့ကွာတနေ့မင်းကတော့ရှင်းသွားပြီပေါ့ဒီနေရာကိုတည်သွားပြီတည်သွားတော့ပြန်လိုက်တယ်ဗျအဲ့နားထိဒီမှာကွာရှေ့တက်တယ်ပါပဲဘယ်ညာလဲကိုကြံမလို့တွေ့လားပန်းကြံရင်လေအဲ့နာရောက်ပြီဆိုရင်ကွာသူကကိုတူးရမယ့်နေရာဆိုအလန်တိုင်းလေးထောင်ထားလိုက်မယ်ကိုတူးရမယ့်နေရာမှန်သွားပြီတွေ့လားအခုရှေ့မှာလေအလန်တိုင်းလေးထောင်ထားဒီလိုပုံစံလေးပေါ့ကွာအဲ့ဆိုရင်အဲ့အလန်တိုင်းလေးနားတဝိုက်ပဲကျန်တဲ့နေရာသွားပြီးအဝေးတူးကြမလို့ကွာတဝိုက်ပဲတူးရမှာအဲ့နာအခုတော့ပေါ်လာပြီရတနာတန်းပြီးတွေ့ဟိုဘက်ကဘဲကလူကငါစားပြကြည့်အောင်မီးဥတိုင်းနဲ့တူးနေတာခေါ်လည်းမဟုတ်ဘလို့ကြီးတော့ပေါ့တော့စိုးနေပြီ Wait a minute. Who are you? အဆက်မပြောက်တူးနေရှာတာမင်းကမှခေါ်လေးပါတွားယူတယ်လို့သူကမလို့ဗျမိဘုံနဲ့လည်းတူးတာပဲဒီလူတော်စားတာပဲဗီဒီယိုလေးကဒီတော့ပါဗျအဲ့ရတနာရှာပြီးွားရင်သူ့ရဲ့ spirit ကရောက်လာပြီးတော့ကိုကသူ့ spirit ကိုပြောမယ်ဆိုရင်ကွာနှိပ်လိုက်တာနဲ့အကုန်ပြီးွားပြီပေါ့ဒီလိုရောက်လာမှာပေါ့ကွာအချိန်တိုင်းသူ့ခေါင်းပေါ်မှာပေါ်နေနှိပ်လိုက်နောက်ပြီးရင်သူ့လွတ်ပေးလိုက်အဲ့လို daily quit တဲ့ကြက်ချေကတ်ခတ်ထားတဲ့အောက်ဆုံး quit လည်းပြီးတယ်ကွာနောက်ပြီးဒါလည်းအခု ticket ရလည်းပြီးတယ်ဒီတော့ပါပဲ